Okay ဟာနော် 5 4 3 2 1 go ဟုတ်ပါပြောအားရစား ငါဘာပြောရမလဲစားဒီလိုကြောက်စရာကျွန်တော်တို့ရှောက်လာခဲ့တော့သူဘူးတဲ့ပြိုင်ပတ်တိုင်းစုပ်ပြတ်သွားတာငါတော့မှာပဲအားကြောင့်မှလည်းမီးစရာမလို့ let's not stand it I'm still running မဆန်နာရရထားမြောက်လာခဲ့ shit inside that ကြောင့်ထားပဲအခုလောလောဆယ် 3.5 number စီထွက်ထားတာကျွန်တော်တစ်လဝင်းကျင်ပဲရှိသေးတယ်အဲ့တော့မကြခင်မှာတော့အသစ်တွေထပ်ပြီးတော့ထွက်ဖို့ရှိတယ်နှမျိုးလုံးဖြစ်ဖို့များတယ်ကျွန်တော်ဒီနှမျိုးလုံးကိုထွက်ဖို့အတွက်ကျွန်တော်ပြင်ဆင်နေရတယ်ကျွန်တော်အသက်ကိုတောင်းရင် energy အပြည့်နဲ့အောက်နဲ့တသားရဖြစ်တဲ့ music case ကိုကျွန်တော်တော်တော်လေးသဘောကျပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့ event တွေမှာ rage mode event တွေမှာတော်တော်လေးပါပါတယ်ကျွန်တော်စီမှာတော့ final data အကုန်လုံးပြီးစီးနေပြီဆိုတော့အားလုံးနားထောင်စေချင်တယ် fashion မှာရောဒီ music ပိုင်းရောအဲ့လိုကျွန်တော်သဘောကျတဲ့ artist ကရှိပါတယ်ဆိုတော့ကင်ကြီးဖြစ်ပါတယ်အားလုံးနဲ့တူတူကြပါကျွန်တော်အမေသဘောကျပါတယ်ဆိုတော့တောင်ကြီးကရာသီဥတုလောက်ဆိုတော့သဘောကျပါတယ်ဒီကကျွန်တော်အဲ့လိုမိသားစုဘဝကိုအရင်သဘောကျဆိုတော့ကျွန်တော်တကယ်စိုးတူကောင်းပတ်ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဝင်ရကြောက်စရာနော်တတိထားပြီးဖြေရဖန်ဒီရဲ့ဒီတချင်းဟာမျိုးကြီးကျွန်တော်ဟိုးဆက်စားခြင်းဆိုတော့တော်တော်ကြာပါတော့အဲ့မျိုးမဟုတ်ပဲねအခုကတော့တော်တော်လေးကိုကျွန်တော်စိတ်ပိုင်းပါတော့တချင်းဖန်ဒီကတော်တော်လေးကျွန်တော်မြန်လာပါတယ်ဟုတ်ပါတယ်ကျွန်တော်ဘယ်လိုမျိုးဖန်ဒီလဲဆိုတာသိပါတယ် Okay ဒီကောင်နေအောင်ကျော်စင်အများကြီးပဲအဒါကြီးအားကျော်လို့ဒါအော်ဒါကြီးကိုသာမိန်းကလေးဖြစ်မယ်ဆိုရင်ဘယ်လိုတိုင်မျိုးဖြစ်မလဲခက်မော်ဒီမေးခွန်းကြီးပုံဆွဲရယ်ပြီးရင်စာဖတ်တယ်ဂိမ်းဆော့ရယ်အိတ်တယ်မျိုးစုံပဲများသောအားဖြင့်တော့ပြင်းချိန်တော့မရပါဘူးကျွန်တော်ဆိုတော့လောဖြစ်ပေါ်နေတဲ့ခံစားချက်ကျွန်တော် event တစ်ထွက်ဖို့ range mode ဆိုတဲ့ event တစ်ထွက်ဖို့အတွက်ကျွန်တော်ပြင်ဆင်နေရဲ့ကျွန်တော်ရဲ့ဒုတိယမြောက် trilogy the greatest the baddest ရဲ့အထက်ကတစ်ခွေဖြစ်တဲ့ range mode ကိုကျွန်တော်ထွက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စိတ်လှုပ်ရှားပါတယ်ရင်းခုန်ပါတယ်6နှစ်ပေါ့ကျွန်တော်ဂျိုင်းမှာထွက်ဖို့အတွက်ကျွန်တော်ပြင်ဆင်နေရတယ်ရောနောက်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့တိဆောက်လာတာတွေရောကျွန်တော်စိတ်တိုင်းမကြမချင်းကျွန်တော်ထွက်ဖို့မတွေးထားပဲနဲ့လှုပ်ထားတဲ့ဟာတွေရောပေါ့နော်အဲ့တော့မမျှော်လင့်မဲနဲ့အချိန်ကြာခဲ့ရတာရှိရပါဘူးအဲ့တော့တက်ဆော်ဒါပါပဲအဲ့တော့ကျွန်တော် range mode event မကြာခင်မှာထွက်လာမှာဖြစ်ပါတယ် Let's go cut so စမင်းသားတယောက်ဖြစ်ရမယ်ဆိုလို့ရနာမည်ပေးရမယ်ဆိုရင်ဘာနာမည်ပေးမလဲခုနာမည်